အားလုံးပဲမင်္ဂလာပါ Lumi Life International College ကနေကြိုဆိုပါရရှင်ဒီနေ့မှာတော့ကျောင်းသူကျောင်းသားတွေနဲ့မိဘတွေသိကျင်နေကြတဲ့ Lumi Life ရဲ့ပညာရေးရည်ရွယ်ချက်တွေသင်တန်းတွေအကြောင်းကိုအသေးစိတ်ဆွေးနွေးပေးဖို့အတွက် Lumi Life International College ရဲ့ founder ကိုဖိတ်ခေါ်ပြီးတော့ interview ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်မမင်္ဂလာပါဟုတ်ကဲ့ပါပထမဆုံးမိကုအနေနဲ့ Lumi Life International College ကိုဘယ်လိုရည်ရွယ်ချက်မျိုးနဲ့စတင်တည်ထောင်ဖြစ်ခဲ့ရလဲပြီးတော့လက်ရှိမှာကျောင်းရဲ့တည်နေရာလေးကိုလည်းပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါ Lumi Life International College ကိုဒီ2025ခုနှစ် March လ31ရက်နေ့မှာစတင်တည်ထောင်ဖြစ်ခဲ့တာပါအဓိကရည်ရွယ်ချက်ကတော့ပေါ့နော်မြန်မာနိုင်ငံကပညာလိုလားတဲ့နိုင်ငံတကာအဆင့်မီကမ္ဘာအဆင့်မီပညာရေးကိုလိုလားတဲ့ကျောင်းသားလူငယ်တွေအတွက် World Class Education ကိုအလွယ်တကူသင်ယူခွင့်ရစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တည်ထောင်ခဲ့တာဖြစ်ပါတယ်ဒီအမားတို့ရဲ့ကျောင်းလိပ်စာကတော့အမှတ်39တန်းနာလန်1ရက်ကွက်ကမာရွတ်မြို့နယ်ရန်ကုန်တိုင်းဒေသကြီးမှာတည်ရှိပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးနိုင်ငံတကာအဆင့်မီပညာရေးကိုပေးနိုင်မှုအတွက် Lumi Life ရဲ့ရှေ့ဆက်သွားမယ့် vision နဲ့ core value တွေကရောဘာတွေဖြစ်မလဲရှင်ဟုတ်ကဲ့ပါအဓိကအနာဂတ်ရည်မှန်းချက်ကတော့ဒီနိုင်ငံတကာပညာရေးစံနှုန်းတွေနဲ့ကမ္ဘာကပါအလေးထားအသိမှတ်ပြုရတဲ့အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ပါပဲဆိုတော့ဒီအနာဂတ်မျှော်မှန်းချက်တွေကိုအကောင့်တွေဖော်ဖို့အတွက်ခိုင်မာတဲ့ core value တွေရှိပါတယ်အဲ့ဒါကတော့ academic integrity excellence diversity and inclusion ပြီးတော့student success နဲ့ professional development တို့ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါတကယ်ကိုကောင်းမွန်ပြည့်စုံတဲ့ value တွေပါပဲရှင်ဒါဆိုလက်ရှိ Lumi Life မှာတက်ရောက်နိုင်တဲ့ဘာသာရပ်တွေနဲ့ပြီးတော့နိုင်ငံတကာမှာရောဘယ်လိုမျိုးအဖွဲ့အစည်းမျိုးတွေနဲ့ပူးပေါင်းချိတ်ဆက်ထားရဲဆိုတာကိုလည်းပြောပြပါအောင်ရှင် Lumi Life ကနေလက်ရှိတရားဝင်ပူးပေါင်းချိတ်ဆက်ထားတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ဒီ ABE UK ပေါ့နော်နောက်ကကျမဟာရမဂန္ဒီ Kashi Vidyavit University နဲ့ဒီ Education တို့ပြင်အခြားပညာရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်သင်ကြားပေးမဲ့ဘာသာရပ်တွေအနေနဲ့ဆိုရင်လုပ်ငန်းခွင်အဆင့်မြင့်စီမံခန့်ခွဲမှုအတွက် MBA, BBA အပြင် ABE နဲ့ဒီ Professional Diploma နောက်ပြီးတော့ဒီ Executive Diploma ပေါ့နော်ဆိုတော့ဒီသင်တန်းတွေကိုစနစ်တကျဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်ဒါအပြင်မိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ corporate training သင်တန်းတွေလည်းဖွင့်လှစ်သွားဖို့ရှိပါတယ်အခုဒီမေးခွန်းလေးရတော့ပေါ့နော်ကျောင်းသူကျောင်းသားအများစုစိတ်ဝင်စားတဲ့မေးခွန်းလေးပေါ့နော် Lumi Life မှာပညာသင်ယူပြီးသွားတဲ့အခါကျောင်းသူကျောင်းသားတွေအတွက်ဘယ်လိုအခွင့်အလမ်းတွေပြီးတော့ဘယ်လို benefit တွေရောရရှိနိုင်မလဲရှင်ဟုတ်ကဲ့ဒါကကျမတို့အလေးနက်ထားတဲ့အပိုင်းမှာ Lumi Life College မှာတက်ရောက်ပြီးသွားပြီဆိုလို့ရှိရင်ရရှိမဲ့အကျိုးကျေးဇူးတွေကတော့ entrepreneur တွေအတွက်လက်တွေ့အသုံးချစီးပွားစီမံခန့်ခွဲမှုဘူးသူရတွေနဲ့ strategic thinking တွေရရှိမှာဖြစ်လို့မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုစနစ်တကျနဲ့ယခုထပ်ပို့ပြီးတော့တိုးချဲ့အောင်မြင်အောင်လှုပ်ဆောင်နိုင်ပါလိမ့်မယ်နောက်ကျတော့ဒီ scholarship သွားမဲ့သူတွေအတွက်ဆိုရင်ပေါ့နော်ဆိုတော့သူတို့အတွက်ဆိုရင်လည်းကျမတို့ရဲ့ဒီ partner organization တွေကနေတဆင့်နိုင်ငံရဲ့ခြားမှာဆက်လက်ပညာသင်ယူဖို့လမ်းကြောင်းတွေပွင့်သွားမှာဖြစ်တယ်လို့နိုင်ငံတကာအသိမှတ်ပြု degree နဲ့အဆင့်မြင့် diploma တွေကြောင့်ပညာတော်သင်သူလျှောက်ထားရမှာလဲအခွင့်အလမ်းပို့ပြီးတော့တာလွန်စီမှာပေါ့နော်နောက်တစ်ခုကဒီ corporate professional အတွက်ကတော့ global standard နဲ့ကိုက်ညီတဲ့ပညာရေးချင်းကြောင့်ပြည်တွင်းပြည်ပ corporate company ကြီးတွေမှာရာထူးတိုးမြင့်ဖို့နဲ့ professional career မြင့်တင်ဖို့ခိုင်မာတဲ့ခြေလှမ်းတစ်ခုဖြစ်စေမှာပါဟုတ်ကဲ့ပါဒီနေ့မှာအချိန်ပေးပြီးတော့အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့တဲ့အတွက်လည်းအမကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ဆုံးအနေနဲ့ကျောင်းသူကျောင်းသားတွေကိုအမအနေနဲ့ဗာများစကားလက်ဆောင်ပေးခြင်းပါလဲရှင်ဟုတ်ကဲ့ဟုတ်လူငယ်တွေအနေနဲ့ပေါ့နော်ဒီရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့နေရာမှာပညာရေးကိုရင်းနှီးမြှုပ်နှံမှုပြုလုပ်တာကအထီရောက်ဆုံးနဲ့အကျိုးရှိဆုံးပေါ့နော်တန်ဖိုးရှိဆုံးပေါ့နောက်ကျတော့ဒီမိမိကိုယ်ကိုရောကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပါဒီအကျိုးပြုစေမဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့ဒီလူငယ်တွေရဲ့အနာဂတ်လှပဖို့ပေါ့နော်ပညာရေးပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်တဲ့ဒီ Lumi Life မှာပေါ့နော် Lumi Life International College မှာပညာသင်ကြားဖို့အတွက်အမြဲတမ်းကြိုဆိုနေပါတယ်ကျေးဇူးဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေကိုအားလုံးပဲသဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ Lumi Life International College ရဲ့နိုင်ငံတကာနဲ့ချိတ်ဆက်ထားတဲ့အဆင့်မြင့်ပညာရေးကိုစုံစမ်းကျင်နေဆိုရင်တော့ကျောင်းရဲ့ official website ကဖြစ်စေ Telegram Channel, Viber, Facebook တို့ကနေဖြစ်စေလူကိုယ်တိုင်လာရောက်ရဖြစ်စေစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။အားလုံးပဲကျေးဇူးတင်ရှိပါတယ်ရှင်။